မင်္ဂလာပါဒီနေ့တော့ကဘာပေါ်မှာတွားဖို့နေတာအမိကြားယုံနဲ့တင်စက်တိထသွားစေမဲ့အနေရရှိဆုံးနေရာ10ခုအကြောင်းကိုအသေးစိတ်ပြောပြမယ်နော်ပထမဆုံးနေရာကတော့ဘရာဇီးနိုင်ငံကမွေကျွန်း Snakes Island ပါပဲဒီကျွန်းမှာခြေတလန်းချတိုင်းကဘာအစိပ်ပြင်းဆုံး Golden Lancehead မွေတကောင်ရှိတယ်လို့ပြောရလောက်အောင်မွေတွေအများများပါတယ်သူတို့ရဲ့အစိပ်ကလူအရေးပြားကိုတောင်အရေးပြောစေနိုင်လောက်အောင်ပြင်းထန်ပြီးအစိုးရကိုယ်တိုင်ကပါတွားခွင့်ပိတ်ထားတဲ့အထိကြောက်စရာကောင်းတဲ့နေရာပါနောက်တစ်ခုကအမေရိကန်ကတေမင်းတောင်ကြားအားလေးပါနာမည်တိုင်းပဲနွေရာသီဆိုရင်အပူရှိန်ကနိုင်လောက်အောင်ပြင်းထန်ပြီး56 degree Celsius အထိရှိတတ်ပါတယ်ရေမပါပဲလမ်းလျှောက်မိရင်နာရီပိုင်းတွင်အသက်ဆုံးရှုံးနိုင်တယ်လို့ကြောက်တုံးတွေကအလိုလျောက်ရွေ့လျားနေတဲ့ထူးဆန်းမှုတွေလည်းရှိပါတယ်အီသီယိုးပီးယားကဒါနာကီတဲကန်နာယာ Danakil Desert ကတော့မြေကမ္ဘာပေါ်ကငရဲပြည်လို့တောင်တင်စားကြပါတယ်လေထုထဲမှာဆာလဖာအစိမ့်ငွေတွေပြည့်နေပြီးချော်ရည်ကန်တွေကလည်းအမြဲတမ်းပေါက်ကွဲထွက်နေတတ်ပါတယ်ဒီနေရာရဲ့အပူရှိန်နဲ့အစိမ့်ငွေတွေကြောင့်တာမန်လူတယောက်အသက်ရှူဖို့တောင်ခက်ခဲတဲ့နေရာပါအမေရိကန်ကမောင်းဝါရှင်တန်တောင်ကတော့လေတိုက်နှုန်းအမြန်ဆုံးနေရာအဖြစ်စံချိန်တင်ထားပါတယ်လေတိုက်တာဘလောက်ကျန်းလဲဆိုရင်လူကိုလွင့်ထွက်သွားစေနိုင်တယ်လို့အယိုးထဲထိခိုက်အောင်အေးတဲ့အနှုတ်ဒီဂရီအပူချိန်ကြောင့်စက္ကန့်ပိုင်းအတွင်းခန္ဓာကိုယ်အစိပ်ပိုင်းတွေခဲသွားနိုင်ပါတယ်ဂျပန်ကအောက်ကီဂါဟာရတောအုပ် Okigara Forest ကတော့တောအုပ်လို့လူသိများပါတယ်တစ်ပင်တွေကအရန်စိတ်ပြီးနေအောင်တောင်မဝင်နိုင်သလိုတောထဲရောက်ရင်တန်လိုက်အိမ်မြောင်တွေတောင်အလုံးမလုံးတော့တာမျိုးဖြစ်တတ်လို့လမ်းပြောက်ပြီးပိတ်မိနေနိုင်တဲ့ခြောက်ခြားစရာနေရာပါအိန္ဒိယကမြောက်စန်တီနယ်ကျွန်း North Sentinel's Land ကတော့အပြင်လူလုံးဝပေးမကတ်တဲ့နေရာပါအဲ့ဒီကလူရိုင်းမျိုးနွယ်စုတွေကပြင်ပကဘာနဲ့လုံးဝအဆက်အသွယ်မလုပ်ပဲကျွန်းနာကက်လာသူမှန်သမျှကိုများတွေလှန်တွေနဲ့ပစ်ပြီးအခက်တက်ကြတာကြောင့်အစိုးရကပါအနာမကပ်ဖို့တားမြစ်ထားပါတယ်ယူကရိန်းကချာနိုဘိုင်း Chernobyl ကတော့1986ခုနှစ်နျူကလ িয়ার ပောက်ကွဲမှုဖြစ်ခဲ့တဲ့မြို့ပြကြီးပါအခုထိလေထုထဲမှာရေဒီယိုတက်တိကြောမှုတွေရှိနေတုန်းဖြစ်ပြီးအချိန်ကြာကြီးနေထိုင်မိရင်ကင်ဆာရောဂါနဲ့တခြားဆိုးကျိုးတွေခံစားရနိုင်တဲ့အန္တရာယ်အလွန်များတဲ့နေရာဖြစ်ပါတယ်အန္တာတိတ်က Deception Island ကတော့ပင်လယ်ထဲကမီးတောင်ဝပေါ်မှာရှိနေတဲ့ကျွန်းပါကျွန်းထဲမှာရေနွေးပူစမ်းတွေရှိပေမဲ့အောက်ခြေမှာတော့မီးတောင်ကအမြဲတမ်းလှုပ်ရှားနေပါတယ်။ဘယ်အချိန်မှာရုတ်တရက်ပောက်ကွဲပြီးကျွန်းတစ်ခုလုံးပျောက်ကွယ်သွားမလဲဆိုတာဘယ်သူမှမခန့်မှန်းနိုင်ပါဘူး။ရုရှားကနာဇီနိုကျွန်း Nezhno Island ကတော့တမိုင်းမှာလူသားကျွန်းလို့လူသိများပါတယ်။အတိတ်တုန်းကအကျဉ်းသားတွေကိုဒီကျွန်းပေါ်မှာပစ်ထားခဲ့ရကနေအစာရေစာပြက်လက်ပြီးတယောက်ကိုတယောက်ပြန်ခဲ့ကြတဲ့ခြောက်ခြားစရာကောင်းတဲ့တမိုင်းကြောင်းတွေရှိတဲ့လူသူကင်းမဲ့တဲ့နေရာတစ်ခုပါ။နောက်ဆုံးတစ်ခုကတန်ဇန်နီးယားကနက်ကန် Lake Natron ပါဒီကန်ထဲကရေတွေကအယ်ကာလိုင်းတက်နဲ့စားတက်အရန်များလုံးလို့ရေထဲကျသွားတဲ့တတဝမှန်သမျှကြောက်ရွံ့လို့ခဲသွားတတ်ပါတယ်ကန်ရေပြင်ကအနီရောင်တောက်နေပြီးကြည့်ရတာလှပေမဲ့လူရဲ့အရေးပြားနဲ့မျက်လုံးကိုခဏချင်းလောင်ကျွမ်းစေနိုင်ပါတယ်ဒီနေရာတွေကခမည်းတော်ဘဲနေရာကိုအကြောက်ဆုံးလဲကိုမတ်မှာပြောခဲ့ကြအောင်နော်အားလုံးပဲနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်